အဝေးခွင်းနိုင်ပွဲနဲ့အတူ FA ဖလားနောက်တစ်ဆင့်တက်ရောက်သွားနိုင်ခဲ့တဲ့ Arne Slot ရဲ့လီဗာပူးကစားပုံဆိုးရွားခဲ့ပေမဲ့အင်ရှင်ပရိသတ်တွေကိုအကောင်းဆုံးဖျော်ဖြေမှုပေးနိုင်ခဲ့တဲ့ဝင်ဘလီအသင်းနဲ့အဖက်ဖက်ကအသာစီးရယူကပရီးမီးယားလိရှုံးကျွေးအတွက်အတူရောရင်းမှာပေါင်းဆက်သွားခဲ့တဲ့ဂျိုဂျာတို့ရဲ့ FA ကပ်ပွဲစဉ်လေးကိုသုံးသက်ချက်နဲ့တကွပြန်လည်တင်ဆက်ပေးသွားကြပါတယ်။အားလုံးပဲမင်္ဂလာပါ။ MILN Football Match ကနေကြိုဆိုလိုက်ပါတယ်။ပထမဦးစွာအင်ရှင်ဝူဘန်ဟန်နန်အသင်းဟာပြီးခဲ့တဲ့နိုင်ပွဲကလူစင်းကိုအပြောင်းလဲတော်တော်များများလုပ်လာခဲ့ကိုသမားဂျိုစီးစာနဲ့အတူဒီယာဒီရှင်စွမ်းပြနေတဲ့အန်ဒရီတယောက်လည်းပွဲပဲပြည့်တဲ့ကြောင့်မပါဝင်နိုင်ဖြစ်ခဲ့ရပါတယ်။တစ်ဖက်ကလီဗာပူးတို့ကတော့ယနေ့ပွဲကိုလူဆုံးထုတ်သုံးလာတဲ့ဆိုသည့်တိုင်အောင်ဂျာရဲ့ချန်ပီယံလိအတွက်နောက်တန်းကကိုနာတီနဲ့မီလော့ကာကတ်တို့ကိုအနားပေးလာခဲ့ပြီးတိုက်စစ်မှာကိုတီကဘိုကိုထောင်ထားကရီယိုကိုဘယ်တော့မှပွဲထွက်စေခဲ့တာပါ။ဘကိုသားတို့အနေနဲ့ပွဲစားတဲ့ဆိုကြတဲ့ကစားသမားတွေရဲ့တူးချင်းဆွမ်းဆောင်ရည်ကိုအသုံးချပြီးကစားခွက်ပိုင်းအသာစီးရယူကပွဲကိုစိုးမိုးဖို့ကြိုးစားလာခဲ့ပါတယ်။ဂရာဘီပြန်လဲပါဝင်လာနိုင်ခြင်းကလီဗာပူးကွင်းလဲကိုအချိတ်ဆက်ပုံမိလာစေသလိုတူးချင်းအတိုးလုပ်တွေကလည်းအားကောင်းခဲ့ကဝင်ဘလီတို့ရဲ့မစ်ဖီလိုင်းကိုကောင်းကောင်းထိန်းချုပ်ပြနိုင်ခဲ့တာပါ။ယနေ့ပွဲမှာတော့ဂိုးမန်မာနေအတွက်ထင်သလားအလုံးမဖြစ်ခဲ့ပဲထိပ်တိုက်ရှင်ပြိုင်မှုတွေမှာမာကာလစ်စတာတို့ကိုအပြတ်အသတ်ရေးနှိမ့်ခဲ့တာကြောင့်ဝူဘန်ဟန်နန်အသင်းကစားကွက်ဖြိုဖျဲနဲ့ဂျိုဂျာဘက်ကိုအခွင့်အရေးတွေပေးသွားခဲ့ရပါတယ်။လီဗာပူးအတွက်အခန်းကဏ္ဍတွေမိမ့်လာနေပြီဖြစ်တဲ့မိုဟာမက်ဆာလာတယောက်ကတော့အရင်လိုကစားပုံမျိုးမတွေ့ရတော့ပဲဖြတ်တင်မော်တရှိုးနဲ့အတူနေရာလွတ်တွေရှာဖွေရင်းတာမန်ပေးပို့မှုတွေနဲ့သာအသင်းဘော်ကိုအကျိုးပြုနေခဲ့တာပါ။ပထမပိုင်းမှာဘကိုးသားတို့ကွင်းလယ်ပိုင်းအသာစီးရနေပြီးတိုက်စစ်ကပါအခွင့်အရေးတွေဖန်တီးနိုင်ဖို့ကြိုးစားခဲ့ပေမဲ့ရှေ့စွမ်းပြနေတဲ့ဝူဘန်ဟန်နန်နောက်တန်းရဲ့ထူးချွန်လာတဲ့လူကကစားပုံနဲ့အတူထိရောက်တဲ့ဖြတ်တိုးမှုတွေကြောင့်သွင်းကိုရရှိဖို့တော့ရုန်းကန်ခဲ့ရပါတယ်။ဂိုးမန်နဲ့ဗန်ဒိုင်နှစ်ဦးဟာပွဲစဉ်အစပိုင်းတွင်အတွဲဖက်မိဖို့အနေငယ်စူးစမ်းခဲ့ရပေမဲ့နောက်ပိုင်းမှာတည်ငြိမ်တဲ့ခံစစ်ဂျွဲတွေအဖြစ်မြင်တွေ့ခဲ့ရကရူဘန်ဟန်နန်တိုက်စစ်ကဖိအားပေးမှုတိုင်းကိုအကောင်းဆုံးတွန်းလှန်ပြသွားခဲ့တာပါ။လီဗာပူးလူငယ်ရှေ့တဲ့အန်ကိုမူဟာအနေနဲ့ဘယ်ချန်တိုက်စစ်မှာဆွမ်းဆောင်ရည်ကောင်းတွေပြသခဲ့ပြီးသူ့ရဲ့အမွေနောက်စကေးနဲ့အတူဂိုးကန်ချက်တချို့အလုပ်ဖြစ်ခဲ့ပေမဲ့ off the ball movement တွေမှာတော့အတော်ကိုအားနည်းနေတာတွေ့ခဲ့ရပါတယ်။ဂျိုဂျာတို့အတွက်ကြီးမားတဲ့အခွင့်အရေးတွေကိုဒုတိယပိုင်းမှာစတင်မြင်လာခဲ့ရပြီးအထိုင်မကျသေးတဲ့ဝင်ဘလီနောက်တန်းတွေအပေါ်အထီးအဆုံးအသုံးချနိုင်ခဲ့ကပွဲအစပိုင်းတွေမှာပဲသွင်းကိုတွေသွင်းယူပြခဲ့တာပါပထမဦးဆောင်ကိုတော့မိုဟာမက်ဆာလာရဲ့တကူတော်အစွမ်းကနေကာတီကျုံဖန်တီးပေးပြီးရောဘတ်ဆန်ကအပြင်းကန်သွင်းသွားခဲ့ကဒုတိယမြောက်ကိုအဖြစ်အီဂျစ်သားကပဲထပ်မံအဆုံးသတ်သွားခဲ့ပြန်ပါတယ်ဒီပွဲမှာကာတီကျုံရဲ့တိုက်စစ်လိုက်ပါမှုအတော်အားကောင်းတာတွေ့ရပြီးဘယ်ညာဟက်စပေးတွေမှာနေရာယူမှန်ကန်တာကြောင့်ပြန်ဘက်အားနည်းချက်တွေကနေအခွင့်အရေးတွေအဖြစ်ပြောင်းလဲနိုင်ခဲ့ကအနိုင်သေးချစေမဲ့ဂိုးကိုလည်းသွင်းယူရရှိခဲ့တာပါပွဲချိန်နောက်ပိုင်းမှာအတော်ကိုအမှားများလာတဲ့ဝူဘန်ဟန်နန်ကွင်းလေဟာဘလို့ဖန်တီးမှုမျိုးမှမပြုတ်လောက်နိုင်ပဲလိုအပ်နေတဲ့ရှေးပါကိုတွေအတွက်တိုက်စစ်ကပါအသက်မဲ့လာခဲ့ပါတယ်ဒါပေမဲ့နာကျင်အချိန်ပေါ်မှာပဲဂိုသမားရဲ့ကန်တင်ပေးမှုကြောင့်လူစားဝင်ကစားသမားဟွမ်အီရှန်အခွင့်အရေးတစ်ချိန်ရရှိခဲ့ပြီးဝင်ဘလီတို့အတွက်နှစ်သိမ့်ကိုအဖြစ်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်မင်းညကသွင်းကိုနဲ့ဂိုးဖန်တီးမှုတစ်ချိန်စီရရှိခဲ့တဲ့ရောဘတ်ဆန်အနေနဲ့အသက်အရွယ်နဲ့မလိုက်အောင်ဆွမ်းဆောင်ရည်ကောင်းတွေပြသခဲ့ပြီးပြိုင်ဘက်ရဲ့အရှိန်အနေနဲ့ဘောလုံးလမ်းကြောင်းပေါ်နားလည်နိုင်စွမ်းနေဟာယနေ့တိုင်းထပ်မြတ်နေစေဆိုတာမြင်တွေ့ခဲ့ရတာပါပွဲအပြီးမှာတော့လီဗာပူးတို့ 1-3 ဆိုတဲ့ရလဒ်နဲ့အဝေးကွင်းမှာထိုက်ထိုက်တန်တန်အနိုင်ရရှိခဲ့ပြီးလူပြိုကြီးဖလားနောက်တစ်ဆင့်တက်ရောက်သွားနိုင်ခဲ့သလိုပရီးမီးယားလိရှုံးကျွေးကိုလည်းတပါးတည်းဆက်သွားနိုင်ခဲ့ပါတယ်ညီကိုတို့ရောညကဝူဘန်ဟန်နန်နဲ့ပွဲစဉ်မှာလီဗာပူးအသင်းရဲ့ကစားကွက်နဲ့အတူနီးပြရဲ့လူထုတ်ပုံတွေပေါ်ဘယ်လိုမြင်ပါသလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အသေးသေးတွေအတွက်ကျွန်တော် channel လေးကိုလည်း like and follow လေးလုပ်သွားပေးကြပါဦးအားလုံးကိုကျေးဇူးအထူးတင်ပါတယ်